လာပါကျမနာမည်ကခြာရော်ရဲ့ပါကျမပူတောက်ခရိုင်လူငယ်ရေးရာကော်မတီရဲ့ဒုဥက္ကဋ္ဌပါကျမတို့ဒီနေ့လှုပ်ရှားနေတဲ့ activities ကတော့ Asian Aid ကနေကူညီထားတဲ့အစားအသောက်ရိက္ခာနဲ့တကူရတက်ရှင်ရဲ့လူဒန်းဖို့ဖြစ်ပါတယ်ဒီနေ့ကျမတို့ quarantine center ရဲ့နောက်ပြီးတော့ဘိုးဘွားရိတ်တာပေါ့နော်တက်ကြီးရွယ်အိုတွေတက်လူအယောက်90စာသွားလူဖို့ပြင်ဆင်နေကြတာပါအစားအသောက်ရိက္ခာမှာစီရဲစားရဲကွေကာအုပ်တွေပါမယ်ကျက်သွန်နီတို့ခောက်ဆွဲ6တို့တောက်ရည်တန်တို့ပါမယ်နောက်ပြီးတော့တကူရတက်ရှင်ရဲ့သုံးဆောင်ပစ္စည်းမှာရွှေဝါဆက်ပြားမွေးခဲတောတိုက်စေတောတိုက်တန်တီရှူလိတ်တို့ခေါင်းလျှော်ရည်တို့အဲ့ဒါတွေပါပါတယ်။မင်္ဂလာပါ။မနနာမောင်ဝမီစာပြပါတယ်။ခုလိုပါဝင်အချမ်းအပြအရန်ကိုဝန်တာပီတိဖြစ်မိပါတယ်ပေါ့။နောက်နောက်လေးအခုလိုတော့ပူတော်ခရိုင်တော့ဘောတော့တန်နိုင်တဲ့ဖက်ကနေနောက်လေးအခုလိုဒီထက်မှကပါဝင်သွားပါမယ်။ညီမနာမည်ကတော့မအားချမ်းဖြစ်ပါတယ်။ဒီနေ့အခုလိုပါဝင်ခွင့်ရတဲ့အရင်ပြောပါတယ်ဒါညီမကတော့ပထမချိန်အခုလိုပါဝင်ခွင့်ရတဲ့အရင်ကိုဝမ်းသာပါတယ်လာမေအဲ့မှာလေးပါဝင်ပါမယ်ကျွန်တော်နာမည်ကျော်မင်းရှိန်ပါဒီလိုမျိုးမထင်မှတ်ပဲပါဝင်ကူညီလိုက်ရတဲ့အတွက်အများကြီးဝမ်းသာပါတယ်နောက်လဲအားသလိုအချိန်မီရရင်ရတယ်လို့ကူညီပေးပါမယ်ဒီနေ့အတွက်ပျော်ရွှင်မှုကဘယ်ရန်မှမလင်းနိုင်ပါဘူးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကိုရမ်စင်ဖြစ်ပါတယ်ပူတောက်ခဲလူငယ်ရအတွင်းမှုတယောက်အနေနဲ့ပါဝင်ချင်းဖြစ်တယ်ကျွန်တော်ဒီနေ့ကတော့ဒီ Asian Aid နဲ့ပူတောက်ခဲလူငယ်ရအတင်းကိုပါဝင်ပူပေါင်းပြီးမှကျွန်တော်တို့ဒီလူတန်းရချင်းဖြစ်တယ်အဓိကအဖြစ်ဒီတကူရီတုံးနဲ့စားသုံးစီဆန်ဒီပေါ့နော်ကျွန်တော်လူတန်းရချင်းဖြစ်တယ်နောက်ပါဝင်ခွင့်ရတဲ့အများကြီးကျေးဇူးတင်ပါတယ်မနာမည်ကတော့အက္ခဖြစ်ပါတယ်ကျမကတော့ကချင်ပြည်နယ်လူငယ်ရေးကော်မတီဝင်အဖွဲ့ဝင်တအုပ်ဖြစ်ပြီးပူတောက်ခရိုင်လူငယ်ရေးကော်မတီမှာလည်းအဖွဲ့ဝင်တအုပ်အနေနဲ့ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်ဒီနေ့အလူသွားလောက်ရတဲ့ခန်းစားချက်ကိုပြောရမယ်ဆိုရင်ပေါ့နော်အလူသွားလောက်ရတဲ့ချိန်မှာပေါ့နော်တွေ့မြင်ရတဲ့အရာတွေကတော့သူတို့လူအပ်တဲ့ဟာသူတို့လူအပ်နေတဲ့ဟာကိုကျမတို့ကဘယ်လိုပြောတပိုင်းတနိုင်ပဲเนาะအများကြီးမဟုတ်ပါဘူးနည်းနည်းလေးအလူဖြစ်တယ်သူတို့တွေလည်းပျော်နေကြရတော့ကျမတို့လည်းဒီနေ့အရန်ဝမ်းသာခဲ့ပါတယ်ဗောနော်မင်္ဂလာပါလို့ကျွန်တော်နာမည်အောင်ဒီလို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်အခုလက်ရှိကတော့ပူတော်ခိုင်လူငယ်ရဲ့ကော်မတီပေါ့နော်ဆိုတော့ကော်မတီအဖွဲ့ဝင်နေနဲ့တယောက်ပါဝင်တာဖြစ်တယ်ဆိုတော့ပြီးတော့ရကချင်ပြည်နယ်လူငယ်ရဲ့ကော်မတီပြည်နယ်အဖွဲ့ဝင်တူနေနဲ့ဖြစ်ကျွန်တော်ပါဝင်နေတာဖြစ်တယ်ပူတော်ခိုင်နေနဲ့ကျွန်တော်လှုပ်ဆောင်တဲ့အရာကပါရှိတယ်ဆိုပူတော်ခိုင်လူငယ်ရဲ့ကော်မတီနဲ့အဓိကအာဖရိကန်၄ခုနဲ့လှုပ်ဆောင်နေပေါ့နော်ဆိုတော့ပရမခုက quarantine center မှာကျွန်တော်တို့စောက်ကြည့်တဲ့ကျွန်တော်တို့မှာစက္ကန့်နေတယ်ပေါ့ quarantine စောက်ကြည့်တဲ့ဝန်ထမ်းတွေဖြစ်ကျွန်တော်တို့ပေါင်းစက္ကန့်တာရှိတယ်ပြီးတော့ quarantine center မှာပေါ့ကျွန်တော်တို့အစားတောက်တွေတို့လိုအပ်တဲ့ပစ္စည်းတွေကျွန်တော်တို့တောက်ဝေတဲ့မှာစက်ကတ်တဲ့စေနာဝန်ထမ်းတွေရှိတယ်ဆိုတော့အဲ့အဖွဲ့နှစ်ပေါ့နော်အဖွဲ့သုံးကပါလဲဆိုကျွန်တော်နေစိတ်မှာလိုအပ်တဲ့အချက်လက်ခီးတွေလိုအပ်တဲ့အချက်လက်တွေကျွန်တော်တို့ဌာနဆိုင်ရာပတ်မှုကူညီပေးတဲ့စေနာဝန်ထမ်းတွေရှိတယ်ဆိုတော့ကျွန်တော်နံပါတ်4အဖွဲ့စီမှာနံပါတ်4အဖွဲ့မှာကပါလေဆိုကျွန်တော်ဆေးဖြန်းတဲ့ဟာတွေပါတယ်ဆိုဘူတော်မြို့နေမှာ14အုပ်စုမှာကျွန်တော်ဆေးဖြန်းချင်းကဏ္ဍကို2ကြိမ်အတိကျွန်တော်လှုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနေ့လှုပ်ဆောင်တဲ့ activity ပေါ့နော်ဆိုအဓိကအဖြစ်ကျွန်တော်ပူတာခိုင်လူငယ်ရကော်မတီပေါ့နော်ကော်မတီကကျွန်တော်တို့အတိအကျလှုပ်ဆောင်နေဆိုပထမဆုံးကျွန်တော်လှုပ်ဆောင်နေဆိုရင်တကယ်တမ်းလိုအပ်နေတဲ့ quarantine center တွေမှာပြီးတော့မိဘမိတ်ကေဟာတွေဘိုးဘရိတ်တာတွေမှာကျွန်တော်တို့ကစာပေးရင်ကောက်တယ်တကယ်တမ်းလိုအပ်တဲ့အခြေအနေဘယ်လိုရှိလဲဆိုကျွန်တော်ပထမဆုံးစာပေးကောက်တယ်ပြီးရင်ကျွန်တော်အဲ့အောင်ပြန်ဆွေးနွေးတယ်ပေါ့နော်ဆွေးနွေးမှဆိုဘေးမှာကျွန်တော်ပတ်မိုးကူညီဖို့လိုအပ်လေဆိုတဲ့အပိုင်းနဲ့ကျွန်တော်လှုပ်ဆောင်တယ်ဆိုတော့အဲ့အတီးပြည့်ရဲ့နောက်ပိုင်းမှာကျွန်တော်တို့ Asian Aid မြန်မာကကျွန်တော်တို့တကယ်လိုအပ်တဲ့အရာတွေကိုပံ့ပိုးကူညီပေးဖို့ရန်ပေါ့လေအလူငယ်များရရှိရတဲ့ Asian Aid မြန်မာကိုအထူးပြင်ကျေးဇူးတင်ရှိတယ်ဆိုတော့ Asian Aid မြန်မာကပံ့ပိုးပြီးမှကျွန်တော်တို့ပစ္စည်းတွေပစ္စည်းတွေနဲ့ပတ်သက်ပြီးတကောရီလုံးပစ္စည်းတွေအစားအသောက်တွေနဲ့ပတ်သက်ပြီးလူတန်းရရှင်အကျိုးကျေးဇူးအချင်းချင်းမဟုတ်ဘူးပေါ့ပူတော်မှာတကယ်လိုအပ်တဲ့အရာတွေကိုလိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တွားပြီးမှကိုယ်တိုင်ပေါ့နော်ကျွန်တော်လူငယ်တွေကိုယ်တိုင်တွားပြီးမှတွားရလူတန်းခေရတဲ့အလုံးကိုပျော်ရွှင်ဝမ်းမြောက်မိပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဖေးနာအောင်လို့ခေါ်ပါတယ်ကျွန်တော်ကတော့ပူတောက်ခရိုင်လူငယ်ရကော်မတီအဖွဲ့ဝင်ဘင်းနေကုစလေတူဖြစ်ပါတယ်ဒီနေ့ activity မှာပါဝင်ခွင့်ရတဲ့အတွက်လည်းကျွန်တော်အနေနဲ့အယံဝမ်းသာမိပါတယ်ဒီနေ့အတွေ့အကြုံကိုပြန်လဲ sharing လုပ်ရမယ်ဆိုရင်ဒီ
ဖမောက်ဆုံးနေနဲ့ကျွန်တော်တို့မိဘမဲ့ကေဟာကိုတွားရောက်တဲ့နေရာမှာဒီမိဘမဲ့ကလေးတွေကိုတွေ့မြင်ရတော့တကယ်ပဲကိုချင်းစာမိပါတယ်ဘာလဲဆိုတော့ကျွန်တော်ကိုတိုင်ရလဲဒီကျွန်တော်မွေးဖို့တလားလုံးမှာဖေဆုံးခဲ့တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်အကြောင်းမလို့ကျွန်တော်အရင်ပဲကိုချင်းစာမိပါတယ်ဆက်ပြီးမှဒီပူပွားရိတ်တာရောက်ပြန်တော့လေဒီပူပွားရိတ်တာမှာရှိတဲ့ဖူဖွားတွေကိုတွေးလိုက်တော့တကယ်ပဲဝမ်းနေမိသွားတယ်ဒီတချို့ဖူဖွားတွေဆိုရင်ကိုတာရမီရှက်သားနဲ့ဒီလာနေတဲ့သူတွေရှေ့ပေါ့နော်တကယ်ပဲဝမ်းနေရပါတယ်ဒီတော့ကျွန်တော်လူငယ်တွေကိုပြောချင်တာကဘာလဲဆိုတော့ကိုအဖေမေရှိတဲ့အချိန်မှာကိုအဖေမေကိုတမှုထားစေချင်တယ်ကျွန်တော်လူငယ်တွေဆိုတော့နိုင်ငံအနာဂတ်ဖြစ်တဲ့အတွက်ကိုအဖေအမေရဲ့ဆူဆုံးမအောင်မှာကျွန်တော်တွေကဏ္ဍတိုင်းမှာအတူတူကကြိုးစားကြရအောင်လို့တိုက်တွန်းလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်